ရံမျိုးနွယ်စုကိုလောင်ကျန်းကနေအပြီးတိုင်အမြင့်ဖြတ်ပြရမယ်ပြီးတော့တားခဏလေးရဲ့စောင့်ပါသားကိုတက်သွားတဲ့ကောင်ရဲ့ခေါင်းကိုအဖေတားရှိရောက်ယူလာပေးမယ်သခင်ကြီးအရာရာပြင်ဆင်ပြီးပါပြီဘာမှအမှားအယွင်းမရှိဘူးမလားရှောင်းထင်းကိုတက်လိုက်တဲ့ကောင်ကစစ်သားဟောင်းတယောက်လို့ကြားတယ်လက်ယုံရည်တော်ရှိမှာပေါ့အလကားပါပဲဘီလာပြင်ဘက်မှာလူရောက်300တောင်ပြင်ထားတာသူတို့ကကြောကားကောင်းရဲ့အတော်ဆုံးလက်ရေးစင်တွေပဲအဲ့ဒီလင်းဆိုတဲ့ကောင်မှမဟုတ်ဘူးအဲ့ဒီလင်းဆိုတဲ့ကောင်မှမဟုတ်ဘူးအတူရာစစ်နက်ဖျားကိုယ်တိုင်ရောက်လာရင်တောင်ခြေလက်ကောင်းတိုင်းအပြင်းပြန်ထွက်သွားဖို့မမျှော်လင့်တဲ့ဒီနေ့တော့အဲ့ဒီစုပ်ပလက်ကောင်ကိုအစိမ့်လိုက်ခုတ်ထစ်ပစ်မယ်တခင်လေးအတွက်ကလဲ့စားချေကြ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 ဘသူလောက်တာလဲကွာငါပဲကောင်လေးမင်းဘလို့ဝင်လာတာလဲငါပြင်မှာလူရောက်300တောင်ချထားတာကိုအဲ့မိုက်ကောင်တောက်တုံမီရတွေလားမင်းရန်ရှိရှုံးငါသမီးပဲမှာလဲခေါ်ထုတ်ခဲ့ရွဲ့အဲ့ဒါငါသမီးလေးမင်းတို့ရံမျိုးနွယ်စုတစုလုံးတွေထိုက်တယ်ပြင်းထန်တဲ့လူသက်ငွေပါလားအပူချိန်အောင်ရုတ်တရက်ထိမရအောင်ထိုးဆင်းသွားတယ်ရုတ်တရက်ထိုးဆင်းသွားတယ်မင်းဒီလောက်တတိရှိလိမ့်မယ်လို့မထင်ထားဘူးရံမျိုးနွယ်စုစီတယောက်တည်းရဲရဲတင်းတင်းတက်လာရဲတယ်ပေါ့ဒီနေ့မင်းသမီးကမင်းမျက်နာကိုနောက်ထပ်မြင်ရတော့မှာမဟုတ်ဘူးလို့ထင်နေတာလားငါရောက်အောင်လာခဲ့မှာပေါ့ရံမျိုးနွယ်စုအတွက်လက်ဆောင်ကြီးတစ်ခုလာပေးတာဘာလက်ဆောင်လဲမင်းတို့ရံမျိုးနွယ်စုတစုလုံးကိုငရဲစီပို့ပေးမလို့လေမင်းတေလန်းရှာနေတာပဲသူနဲ့အချိန်ဖြုံးမနေပါနဲ့တခင်ကြီးမင်းလိုကောင်ကငါတို့ကိုအဖက်တောင်မလုပ်ဘူးပေါ့ညီအကိုတို့လက်နဲ့ထုတ်တခင်လေးအတွက်ကလဲ့စားချေဖို့ဝင်တိုက်ကြထွက်သွားစမ်းသူတကယ်ကြောက်ဖို့ကောင်းတာပဲမင်းလက်ယုံကြီးနင်းနေရှိမယ်လို့မထင်ထားဘူးဒီလောက်လူများတာတောင်မင်းကိုမလဲအောင်မလုံနိုင်သေးဘူးပေါ့မင်းကိုမင်းသားနဲ့အတူငရဲမှာသွားဆောင်အောင်ပို့ပေးမယ်လင်းဆိုတဲ့ကောင်မင်းစကားတော့တိတ်ကြီးတာပဲမင်းကိုမင်းအရင်ပူစမ်းပါဟေးရှုံတခင်ကြီးတကယ်အံ့ရဖို့ကောင်းတာပဲတခင်ကြီးကဒီလိုဒဏ္ဍာရီလာကျေးစားလူတက်သမားကိုဖိတ်ခေါ်နိုင်လိမ့်မယ်လို့မထင်ထားဘူးကောင်လေးမင်းတိုက်ခိုက်ရေးကျွမ်းကျင်နေဆိုတော့ကောဘာထူးမှလဲကွာမင်းရှိမှရက်နေရဲ့သူဒဏ္ဍာရီလာကျေးစားလူတက်သမားကသူနဲ့တွေ့လို့တေးရတာကိုပဲမင်းကန်ကောင်းတယ်လို့မှတ်လိုက်ကဲမင်းကိုနောက်ဆုံးအခွင့်ရေးပေးမယ်ဒူးထောက်ပြီးငါသားအတွက်3ချိန်ဦးကောင်းနဲ့ကျမ်းပြင်ရိုက်ပြီးကန်တော့လိုက်ဒါဆိုရင်တော့မင်းကိုတိတ်ခါရှိရှိတေးခွင့်ပေးနိုင်တာပေါ့ငါမှတေးလူကိုဥချကန်တော့တဲ့အလေးထားမရှိဘူးကောင်းပြီလေဟေးရှုံသူ့ကိုဒုက္ခိတက်ဖြစ်အောင်ရိုက်ပြက်မှတ်ထားထွက်သက်တရှူတော့ခြံထားခဲ့ဦးသူ့မိသားစုဝင်တွေသူ့ရှေ့မှာပဲဘလို့တေသွားလဲဆိုတာသူ့မျက်စိနဲ့တက်အပ်မြင်ပါစေဦးစစ်တေနာပတိလင်းတတိထားဒါကဒဏ္ဍာရီလာကျေးစားလူတက်သမားဆိုတာလားဖြစ်နိုင်ပါမလားငါကိုယ်တိုင်ဟေးရှုံနဲ့ချရင်တောင်ကွက်စိတ်90အတွင်းနိုင်မယ်လို့အာမခံချက်မရှိဘူးစစ်တေနာပတိလင်းကသူ့ကိုတကွက်တဲနဲ့ဖြိုခွဲလိုက်လိမ့်မယ်လို့မထင်ထားဘူးစစ်တေနာပတိလင်းဆိုတာအမိနဲ့လိုက်အောင်တကယ်တော်တာပဲတကယ်တန်တာပဲစစ်တူကြီးအသက်ချမ်းသာပေးပါတမိတော်ကိုဖမ်းတဲ့ကိစ္စကျွန်တော်လုပ်တာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့သခင်ကြီးခိုင်းတာပါခင်ဗျာထွက်သွားစမ်းရွဲ့သမီးလေးရွဲ့ဖေပါကွယ်သမီးဖေပါပါသမီးရဲ့ဖေတကယ်ပဲလားဟင်ဟုတ်တယ်သမီးလေးဖေသမီးကိုလာခဲ့တာဖေသမီးကိုဘယ်တော့မှထားမသွားတော့ဘူးနော်ဖေနောက်ဆုံးတော့ဖေသမီးကိုလာခဲ့ပြီနော်နောက်ဆုံးတော့ရွဲ့မှာဖေရှိပြီလွန်ခဲ့တဲ့9နှစ်လုံးဖေမေတ္တာမရပဲသမီးလေးဘလောက်တောင်ပင်ပန်းဆင်းရဲခံခဲ့ရမလဲဖေမတွေးဝံ့ဘူးသမီးကိုအနိုင်ကျင့်ခဲ့တဲ့သူတွေအကုန်လုံးကိုထိုက်တန်တဲ့အပြစ်ပေးမယ်လို့ဖေကတိပေးတယ်သူတို့အားလုံးပေးဆက်ရမယ်ရွဲ့မပူနှံ့နဲ့နော်နောက်ဆိုသမီးကိုဘယ်သူမှအနိုင်မကျင့်ရတော့ဘူးငါသမီးကိုထိခဲ့တဲ့လက်ကဘလက်လဲလင်းဟောင်းမင်းပါလို့မလို့လဲငါမင်းကိုပြောပြလိုက်မယ်ငါကရံမျိုးနွယ်စုရဲ့ဒုတိယသခင်ကြီးပဲငါအကိုကြီးကကျန်းတုံးပြည်နယ်ရဲ့ကွာစာအာဏာရှိသူပဲမင်းငါကိုထိရရင်မင်းတေပြီရဲ့မင်းတေပြီပဲစောင့်ကြည့်နေလိုက်ငါလူခေါ်လိုက်မယ်မင်းတို့ရံမျိုးနွယ်စုအကုန်လုံးကိုခေါ်လိုက်ရင်ပိုကောင်းမယ်ငါပြောပြီးပြီလေရံမျိုးနွယ်စုကိုအပြက်ရှင်းမယ်လို့တယောက်မှလွတ်မြောက်ဖို့မမျှော်လင့်နဲ့မင်းတေဖို့သာပြင်ထားလိုက်မြို့တော်ဝင်ကြီးခုနကလူကဘသူလဲခင်ပြီကိုးစာတိတ်ကမတိတ်ကြီးတာပဲမြောက်ပိုင်းဒေသရဲ့စစ်ဖွရင်စစ်တူထူပါဖျားရည်အတူရာစစ်နက်ဖျားရဲ့လက်ယုံတော်စစ်တူထူလားမြောက်ပိုင်းဒေသရဲ့ရှစ်ပါးမြောက်စစ်ဖွရင်ကလောင်ကျဲမြို့စီကိုယ်တိုင်ရောက်လာတာလားစစ်ဖွရင်စစ်တူထူမြောက်ပိုင်းဒေသကိုရန်သူတွေစီကကာကွယ်မနေဘူးလားဘာလို့လောင်ကျန်းကိုရောက်လာတာလဲဒီလိုကြီးမြတ်တဲ့သူကကိုယ်တိုင်ရောက်လာတာဆိုတော့အမိန့်တစ်ခုခုများရှိလို့လားဘာအမိန့်မှမဟုတ်ဘူးသူအပြစ်လာယူတာချောင်းဟန့်တန်အပြစ်လာယူတာဟုတ်လားခင်ဗျဘာကိစ္စလဲဒါရှို့ဝက်ချက်မို့ပြောလို့မရဘူးဒါပေမဲ့ကောင်းတဲ့ကိစ္စတော့မဟုတ်တာသိချတယ်ဒီရက်ပိုင်းမင်းတို့ငြိမ်နေကြပြဿနာလုံးဝမရှာနဲ့မဟုတ်ရင်နတ်ဖျားဆင်းလာရင်တော့မင်းတို့ကိုကယ်နိုင်မှာမဟုတ်ဘူးငါတို့ရံမျိုးနွယ်စုတာစစ်ဖွရင်စစ်တူထူနဲ့မဟာမိတ်ဖွဲ့နိုင်ရင်ငါတို့အာနာနောက်တစ်ဆင့်ကိုပို့ပြီးတက်လန်းနိုင်မှာပဲအကိုကြီးငါတို့ရံမျိုးနွယ်စုကိုဖျက်ဆီးခြင်းနေတဲ့သူရှိတယ်အကိုကြီးလူတွေခေါ်ပြီးငါ့ကိုမြင်လာခဲ့ပါဦးရပြီပါပါကားမောင်းတက်လာဟင်မောင်းတက်တာပေါ့ပါပါကကားမောင်းယုံတင်မကဘူးလေရင်ပြန်အောင်မောင်းတက်တာဝါပါပါကတကယ်တော့တာပဲအများကြီးလှုပ်တက်တယ်နော်အားရင်ဖေလေရင်ပြန်မောင်းပြီးသမီးနဲ့မေမေကိုမိုးပေါ်ခေါ်လဲရမလားကောင်းလားသမီးကောင်းတယ်ရွဲ့လေရင်ပြန်စီးရတော့မယ်မင်းတို့လိုရုံမာတဲ့ကောင်တွေကငါသားရဲ့ဝိညာဉ်စာဖျောက်ပလင်ရှိမှာရှင်မြူးမြူးလှုပ်ရဲတယ်ပေါ့ငါအကိုကြီးပြန်လာတာကိုစောင့်နေလိုက်မင်းတေပြီပဲ
ငါလည်းမင်းကိုကြီးရောက်လာမှာကိုစောင့်နေတာပဲသူရောက်မလာရင်မင်းတို့ရံမျိုးနွယ်စုကိုငါဘလို့အမြင့်ဖြတ်ပြရမလဲတကယ်မောင်းမာလာကြည်လားဘဲကအကောင်ကငါတို့ရံမျိုးနွယ်စုကိုအမြင့်ဖြတ်ပြမယ်လို့ပြောနေတာလေဟေ့အကိုကြီးနောက်ဆုံးတော့ရောက်လာပြီနော်အကိုကြီးဒီကောင်ပဲရှောင်းထင်းကိုတက်လိုက်တာငါလက်ကိုလည်းရိုက်ကျိုးပစ်တာငါတို့ရံမျိုးနွယ်စုဒီလိုမတရားစော်ကားခံရတာမျိုးတစ်ခါမှမရှိခဲ့ဘူးကောင်လေးမင်းလားရံမျိုးနွယ်စုကိုအမြင့်ဖြတ်မယ်လို့ပြောတဲ့အကောင်အသက်ကငယ်ငယ်လေးနဲ့စကားတော့တော်တော်ကြီးတာပဲဒီတက်သေးတွေနဲ့တင်မင်းတို့ကိုပြစ်ဒဏ်ခတ်ဖို့လုံလောက်နေပြီဒီလိုຢာတွေနဲ့ငါတို့ရံမျိုးနွယ်စုကိုပြစ်ဒဏ်ခတ်ချင်တာလားမင်းမသိဘူးလားလောင်ကျမ်းမြို့မှာငါတို့ရံမျိုးနွယ်စုကစီးမြင်မဲဆိုတာတကယ်မောင်းမာလုံးတာပဲသူဖြစ်နေလိမ့်မယ်လို့မထင်ထားဘူးကောင်လေးမင်းပါလို့ဒီလိုစကားတွေပြောရရတာလဲငါတို့လူကြီးတွေရောက်နေပြီလေမင်းကဝင်းဝါပြနေတော့မဲလားသူတို့နဲ့စကားပြောပြီးအချိန်ပြုံးမနေနဲ့တော့သူတို့ကိုတက်ပြစ်လိုက်စမ်းပါဒီရုပ်မာတဲ့ကောင်တွေကိုဒူးထောက်လိုက်စမ်းအကိုကြီးဘာလို့ငါ့ကိုရိုက်တာလဲဒီကောင်လေးကမောင်းမာစွာပြောနေတာလေအကိုကြီးဘာလို့နေတာလဲငါမိသားစုဝင်တွေကိုတေချာမဆုံးမကဲလို့ပါစစ်ဖွင့်ရင်စစ်တူထူကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါဟာသူကစစ်ဖွင့်ရင်ဟုတ်လားအကိုကြီးလူမားနေတာမဟုတ်ဘူးလားသူတို့လိုကောင်ကစစ်ဖွင့်ရင်ဖြစ်နိုင်ပါမလားစစ်ဖွင့်ရင်ဆိုတာဩဇာတိတ်ကမကြီးမားတဲ့ပုံကိုကြီးလေလောင်ကျမ်းမျိုးကိုဘလို့လို့ရောက်လာမှလဲငတုံးကမနက်ကမှပြည်နယ်မျိုးတော်ကနေပြန်လာတာသူ့ကိုပြည်နယ်ဆိုးရရုံထဲကနေထွက်လာတာငါမျက်စိနဲ့တက်အမြင်ခဲ့တာဒီလောက်ထိအမှန်တကယ်ဖြစ်နေတာကိုငါမျက်စိမှားပါမလားအဲ့ဒီလူကစစ်ဖွင့်ရင်တကယ်ဆိုရင်ဒီလင်းဟောက်ဆိုတဲ့သူကဘလောက်တောင်ကြီးမြတ်တဲ့ပုံကိုဖြစ်နေမလဲခုနကစစ်ဖွင့်ရင်တောင်သူ့ကိုတရင်အပို့နေရတာလေဘာလို့မတက်ရက်နေတာလဲမြန်ဒူးထောက်ပြီးတောင်းပန်ကြစမ်းကျွန်တော်မျက်စိကန်းခဲ့တာပါတခင်လင်းကျေးဇူးပြုပြီးဂိယူနာတက်ပြီးခွင့်လွှတ်ပေးပါခုနကတော့မင်းတို့ဒီလိုသဘောထားမျိုးမဟုတ်ပါဘူးတခင်လင်းကျွန်တော်တို့မျက်စိကန်းခဲ့တာပါနောက်ဆိုရင်မိသားစုဝင်တွေကိုတေချာဆုံးမပါမယ်တခင်လင်းကျွန်တော်တို့ကိုနောက်တစ်ကြိမ်အခွင့်ရေးပေးပါမင်းတို့ကိုအခွင့်ရေးပေးပြီးတခြားသူတွေကိုအနိုင်ကျင့်ခိုင်းရမှာလားစစ်တူထူဒီချက်လက်တွေကိုပြည်내ဥပဒေစိုးမိုးရေးဌာနစီပို့လိုက်ဟုတ်ကဲ့ပါစစ်တူကြီးလင်းတခင်လင်းမင်းငါတို့ကိုအကြက်ရိုက်အောင်လုပ်နေတာပဲမင်းမငါအတွက်အံ့အားစရာတွေပြင်ထားတော့မဲပေါ့ငါကအခွင့်ရေးပေးတာကိုမင်းတို့မယူရင်တော့ငါ့ကိုရက်ဆက်တယ်လို့မပြစ်တင်နဲ့တော့ငါအခွင့်ရေးပေးခဲ့ပြီးမင်းကိုယ်တိုင်မထိန်သိမ်းခဲ့တာဒါကြောင့်ငါတို့ရံမျိုးနွယ်စုရက်ဆက်တယ်လို့လာမပြောနဲ့မင်းတေလန်းရှာနေတာပဲစစ်ဖွင့်ရင်စစ်တူထူမင်းအစ်မနိုင်ဘူးဆိုတာငါသိတယ်ဒါပေမဲ့ဒီလူကပိုပြီးအစ်မြင့်တာမလားအမှတ်ထားပါနဲ့တဲ့ဒေတာခံကိုဘယ်သူမှမရှင်နိုင်ဘူးမင်းငါတို့ရံမျိုးနွယ်စုကိုအသက်ရှင်လန်းမပေးမှတော့ငါတို့လည်းအဆုံးထိရှင်ရတာပေါ့ဟုတ်တယ်အကိုကြီးသူတို့ကိုဒီမှာပဲရှင်းပြလိုက်ငါတို့လုပ်တယ်ဆိုတာဘယ်သူမှသိမှာမဟုတ်ဘူးကောင်းလေးမင်းကိုမင်းနိုင်ပြီလို့မထင်နဲ့ဦးကြည့်ရတာမင်းတို့ရံမျိုးနွယ်စုရဲ့အမိုက်တရားကမျိုးရိုးလိုက်တာပဲမောင်မာလာကြည်လားမင်းတေတော့မှာကိုတောင်ဘာဆက်ကတွေးတက်နေတော့မဲငါအမိန့်တခွန်းပေးလိုက်ရင်မင်းအသက်ပြောက်သွားမယ်မင်းစမ်းကြည့်လို့ရပါတယ်ဒါပေမဲ့မင်းမအခွင့်အရေးတစ်ချိန်ပဲရှိမယ်မောင်မာလိုက်တာဒီနေ့နက်ဖျားဆင်းလာရင်တော့မင်းလို့မှမဟုတ်ဘူးတိတ်နဲ့ချီတဲ့ရန်သူမဟာမိတ်တက်တွေတောင်ငါအသက်ကိုမယူနိုင်ခဲ့ဘူးမင်းတို့လိုအမိုက်တွေကဘာလုံးနိုင်မှလဲရွဲ့မေးမေးစီပြန်ကြရအောင်နော်ဟုတ်သွားမယ်သူတို့ကိုအကုန်တက်ပြီးကိုကျန်းရံမျိုးနွယ်စုနဲ့စကားပြောပေးပါဦးငါဆက်လို့ရသမျှလူတိုင်းစီဖုံးဆက်ပြီးဒါပေမဲ့ရံမျိုးနွယ်စုနမီကြားတာနဲ့ဖုံးချသွားကြတယ်ဒီလောင်ကျမ်းမျိုးမှာရံမျိုးနွယ်စုကိုဘသူကစန့်ကျင်ရဲမှာလဲဒါဆိုရင်လည်းအဖေကြီးစီဖုံးဆက်ပါဦးရွဲ့ကသူနဲ့အရင်ခောက်မြေးလေးလေသူ့မြေးလေးအသေးခံမှာကိုမကယ်ပဲကြည့်နေတော့မှာလားငါအဖေကြီးစီအရင်ဆုံးဖုံးဆက်တာပါဒါပေမဲ့အကြောင်းပြချက်ပြောပြတော့သူဖုံးနှမ်းချသွားတယ်ခိုရှန်စစ်ဆက်ပွဲဖြတ်သိမ်းခံရတော့ကအဖေကြီးကအဆက်ကွဲတယ်ဆိုပြီးငါတို့မိသားစုကိုမျိုးနွယ်စုတွေကပဲနင်းထုတ်ခဲ့တာသူဖုံးကိုကိုင်းနာတင်တော်နေပြီဒါဆိုငါတို့မျောလင်းချက်အကုန်လုံးကိုလင်းဟောက်စီမှာပဲပုံအပ်ထားရတော့မှာလားသူကဘာလို့ပေးနိုင်မှာလဲကလေးရှိတယ်ဆိုတာတိတာနဲ့ကြောက်ပြီးထွက်ပြေးသွားလောက်ပြီမဟုတ်တပါဘူးလင်းဟောက်ကအဲ့ဒီလိုလူမဟုတ်ပါဘူးမိမမသူကစစ်သားတယောက်ပဲရံမျိုးနွယ်စုကိုရှင်နိုင်မလားရံမျိုးနွယ်စုရဲ့ဒုတိယသခင်ကြီးရဲ့တာရင်ကိုသူ့လက်နဲ့ကိုယ်တိုင်တက်ခဲ့တာလေဒါကမိနဲ့ရေလိုရံညိုးပဲသူသမီးလေးကိုတကယ်သွားခဲ့ရဲပါမလားမေရွဲ့သမီးလေးဘလို့နေသေးလဲမေတောင်းပန်ပါတယ်သမီးကိုမေတေချာမကာကွယ်ပေးနိုင်ခဲ့ဘူးဘာဘာလာခဲ့တာပါဘာကရွဲ့ကိုလေရင်ပြန်စီးဖို့လဲခေါ်သွားဦးမှာတဲ့ကျေးဇူးပါလင်းဟောက်ဘာလို့ကျေးဇူးတင်နေတာလဲခေါ်ရှင်ရွဲ့ကငါသမီးလဲဟုတ်တာပဲငါတို့ကမိသားစုတွေပဲလေဒီလိုစကားတွေပြောစရာမလိုပါဘူးဘသူကမင်းနဲ့မိသားစုဖြစ်လို့လဲလင်းဟောက်ခေါ်ရှင်ငါတို့အိမ်ကမင်းနဲ့ဘာမှမဆိုင်ဘူးသူ့နဲ့ဝေးနေမင်းတကယ်ခေါ်ရှင်အတွက်စေတနာထားရင်ငါတို့စီနောက်ထပ်လာမရှုပ်ပါနဲ့တော့လင်းဟောက်တာမရှိရင်သမီးနဲ့ရွဲ့ဒုက္ခရောက်နေပြီဘာနဲ့မေကဘာလို့ဒီလိုပြောရတာလဲမိမမင်းတကယ်ပဲသူ့ကိုရွဲ့ကိုကယ်ခဲ့တာလို့ထင်နေတာလားသူကစစ်သားတယောက်ပဲရံမျိုးနွယ်စုစီကနေလူဖို့ဘာရေးချင်းရှိမှာလဲဒါဆိုပြောပြပါဦးရွဲ့ဘလို့ပြန်ရောက်လာတာလဲပါလူတိုင်းစီဖုံးဆက်ပြီးမကယ်နိုင်ခဲ့တာမဟုတ်ဘူးလားနာတိပြီမင်းဘိုးကရံမျိုးနွယ်စုစီဖုံးဆက်စကားပြောပေးတာဖြစ်ရမယ်ပေါ်တင်တော့ငါတို့ကိုဂယူးမဆိုင်ဘူးလို့ပြောပေမဲ့စိတ်ထဲတော့မင်းကိုစိတ်ပူနေတော့မဲမဟုတ်ရင်ရံမျိုးနွယ်စုကလူလွတ်ပေးပါမလားသူ့စကားလဲအတိတ်ပဲရှိတာပဲအဖိုးကမင်းကိုကူညီပေးတယ်ဆိုတော့မင်းရေကတုံးကလှုပ်ခဲ့တဲ့အမားတွေကိုခွင့်လွတ်လိုက်ပြီပေါ့ငါတို့လက်ဆောင်ကောင်းယူပြီးသူ့ကိုသွားကန်တော့ကြရအောင်6မျိုးနွယ်စုတဲ့ပြန်ဝင်ခွင့်ရရင်လည်းရမှာ6မျိုးနွယ်စုရဲ့ကွာစာအာနာနဲ့ဆိုရင်မင်းအတွက်နောက်ထပ်အတိုင်းဝိုင်းကောင်းကယောက်ျားတစ်ရှာပေးနိုင်မှာတေချာတယ်ဟုတ်တယ်6မျိုးနွယ်စုကတမီးနဲ့ထိုက်တန်တဲ့သူရှာပေးမှာပါအစိုးဆုံးဖြစ်ရင်တောင်ချမ်းသာတဲ့မိသားစုဖြစ်မှာပါဒီလိုဆင်းရဲတဲ့စစ်သားနဲ့ရှင်လို့ရမလားသူ့မှာပိုက်ဆံလည်းမရှိအာဏာလည်းမရှိတဲ့အပြင်ရံမျိုးနွယ်စုကိုပါသွားဆွထားသေးတယ်သူနဲ့ဝေးနေမှဘယ်နှစ်ရံမျိုးနွယ်စုကလာကလေးစားချင်မလဲမသိဘူးစိတ်ချပါနောက်ဆိုရံမျိုးနွယ်စုကမင်းတို့ကိုဒုက္ခလာပေးတော့မှာမဟုတ်ပါဘူးသူတို့လောင်ကျမ်းမျိုးကနေပျောက်ကွယ်သွားပါပြီရဲတန်းဘာတွေရောရှက်ပြောနေတာလဲရံမျိုးနွယ်စုပျောက်ကွယ်သွားတယ်ဟုတ်လားမင်းပျောက်သွားရင်တောင်ရံမျိုးနွယ်စုပျောက်မှာမဟုတ်ဘူးဒါပါသတင်းလဲသတင်းပို့ချက်များအေးရ
သတင်းတွေမှာဖော်ပြထားတာကတော့လုံကျန်းမျိုးကရန်စီးပွားရေးအုပ်စုဟာဟီယိုရဲ့မိသားစုကိုပြန်ပေးဆွဲပြီးတိုက်ခိုက်ခဲ့တာကြောင့်ဒီလောက်ရဟာအကြမ်းဖက်မှုမြောက်ပြီးလက်ရှိမှာတော့အဲ့ဒီအုပ်စုတစ်ခုလုံးအမြင့်ပြတ်တုတ်တင်ခံလိုက်ရပါပြီ။ရန်တာကူတကယ်ပျက်စီးသွားပြီပေါ့။ဒါနဲ့သတင်းထဲမှာပြောတဲ့ဟီယိုဆိုတာဘယ်သူများလဲ။တေချာပေါက်သမီးရဲ့ဖေဖေရဲ့ပေါ့ဖေဖေကအကြီးကျယ်ဆုံးဟီယိုပဲလေ။သူလိုလူကများဟီယိုဖြစ်ရမယ်လို့ကံကောင်းသွားလို့ပါကွာ။ကဲခေါ်စင်သမီးဖေဖေစကားကိုနားထောင်တော့ငါတို့ချောင်းတရာကူကိုပြန်ပြီးအေးအေးဆေးဆေးစကားပြောကြရအောင်နောက်တစ်ချိန်သမီးရှေ့မှာဒီထက်တာတဲ့သူနဲ့ဆုံတွေ့ဖို့အခွင့်အရေးတွေအများကြီးရှိပါသေးတယ်။အဲ့လိုလင်းဟာကပဲအကောင်းဆုံးရွေးချယ်မှုပါပဲ။သူကရွဲ့ရဲ့အဖေရင်းပဲလေရွဲ့အတွက်အကောင်းဆုံးကလေးဘဝကိုပေးစွမ်းနိုင်ဖို့မိသားစုစုံစုံလင်းလင်းရှိတာထက်ပိုကောင်းတာပါရှိတော့လို့လေ။သမီးဖေဖေကိုပဲယူမှာဖေဖေသမီးကိုထားခဲ့လို့မရဘူးနော်။ရတာပေါ့သမီးရဲ့ဖေဖေဘယ်မှမသွားပါဘူးဖေဖေကရွဲ့ဘေးမှာအမြဲတမ်းရှိနေပေးမယ်ဟုတ်ပြီလား။ဟုတ်ဒါနဲ့ဖေဖေသမီးစေးရုံကိုလုံးဝမကြိုက်ဘူးငါတို့အိမ်ပြန်ကြရအောင်နော်။ကောင်းပါပြီအိမ်ပြန်ကြရအောင်။အမှန်တော့ခေါ်စင်ကချောင်းတရာကူရဲ့သမီးကြီးဖြစ်ခဲ့ဘူးတာချောင်းတရာကူဆိုတာလဲကျန်းုံခရိုင်မှာဝါစာကြီးတဲ့တရာကူတွေကတခုပဲမထင်ထားဘူး။သူမငါတက်ကိုကဲခဲ့ဘူးယုံနဲ့ဘဝခုနှစ်ဖပ်ဒီလောက်ထိခိုက်ပျက်စီးသွားလိမ့်မယ်လို့ဘာပဲဖြစ်ဖြစ်ငါသူမကိုပြန်ပေးဆက်ရမယ်။ဘိုက်စာနေပြီမဟုတ်လားခနေရင်ငါဟင်းသွားချက်ပေးမယ်မင်းခထိုင်နာရင်တီဗီကြည့်နေနော်။မင်းခန္ဓာကိုကကောင်းကောင်းမလန်းဆန်းသေးဘူးလေဟင်းချက်တဲ့ကိစ္စငါတာဝန်ထားလိုက်ပါ။မင်းကဟင်းချက်တက်လို့လား။စိတ်ချပါငါလက်ရာကိုစောင့်ကြည့်လိုက်။မြည်ကြည့်ကြပါဦး။ဝါအရန်ကောင်းတာပဲ။စစ်သားဟောင်းတယောက်ကချက်တာဘလောက်များကောင်းနေလို့လဲတကယ်ပါဆိုအဖေနဲ့အမေမယုံရင်မြည်ကြည့်ကြပါလားတကယ်အရန်ကောင်းတာပဲဖေဖေကဟင်းချက်တာဒီလောက်တောင်ကောင်းတာလားဖေဖေကအတော်ဆုံးပဲဘာများတော်နေလို့လဲကြည့်ရတာတွဲဖက်စစ်သားပဲဖြစ်မှာပါခေါ်စင်သမီးဖေစကားကိုနားထောင်ပါသမီးမှာဒီထက်ကောင်းတဲ့လမ်းကြောင်းတွေရှိသေးတယ်ဒီကောင်မှာဘာနာကမှမရှိဘူးသမီးပြောပြီးပြီလေသမီးလင်းကိုပဲရွေးမယ်လို့မတီးဘာမော်စေးမိထားလဲမသိပါဘူးအိမ်လည်းမရှိကားလည်းမရှိဟင်းချက်တက်ယုံနဲ့ဘာသုံးကြမှာလဲသမီးမေစကားကိုနားထောင်စမ်းဒီထက်တာတဲ့သူနဲ့လက်ထက်မှရွဲ့အတွက်တာယာတဲ့အနာဂတ်ကိုပေးနိုင်မှာဒါမှမဟုတ်သမီးကရွဲ့ကိုဒီလိုဆုတ်ချုပ်နေတဲ့အိမ်အိုထဲမှာပဲတစ်သက်လုံးပိတ်လောင်ထားချင်တာလားဟုတ်တယ်အိမ်ကောင်းကောင်းမရှိရင်နောက်တစ်ချိန်ကလေးကိုကြောင်းကောင်းကောင်းမှတောင်ထားနိုင်မှာမဟုတ်ဘူးဒီကိစ္စကိုကျွန်တော်စီစဉ်ပါမယ်ငါမင်းကိုအထင်သေးတာတော့မဟုတ်ဘူးနော်ဒါပေမဲ့နမေကြီးเจ้าတွေနဲ့နီးတဲ့အိမ်တွေရဲ့ဈေးနှုန်းကိုမင်းသိရဲ့လားမင်းရဲ့စစ်ထွက်ကြေးနည်းနည်းလေးနဲ့တော့အိမ်တာတခန်းတောင်ဝယ်လို့ရမှာမဟုတ်ဘူးအစွမ်းပြမနေပါနဲ့ဟုတ်တယ်မင်းမှာခေါ်စင်ရဲ့တာယာတဲ့အနာဂတ်ကိုတားဆီးဖို့အခွင့်အရေးမရှိဘူးငါပြောပြီးပြီလေခေါ်စင်နဲ့ရွဲ့တို့ကိုအကောင်းဆုံးအရာတွေပေးမယ်လို့ဒါကငါပေးဆက်မဲ့အရာတွေရဲ့စီသူငါအတွက်မျိုးထဲမှာနီးတဲ့အိမ်တလုံးသွားကြည့်ပေးပါဒါပေမဲ့စူးစူးပူပူမဖြစ်စေနဲ့နော်အခုချက်ချင်းသွားစီစဉ်လိုက်ဟုတ်ကဲ့ပါဘာဖြစ်လို့လဲလင်းဟာဖုန်းတစ်ဆက်တဲနဲ့လက်ညာလက်ဖျားလို့ရမယ်လို့မထင်နဲ့နော်ငါတို့ကအဲ့ဒီလောက်အလွယ်တကူအလိန်ခံရမဲ့သူတွေမဟုတ်ဘူးအတုံးမကြပဲကြွားမနေနဲ့မင်းမှာဆရန်ငွေပေးနိုင်တဲ့တတိရှိရင်တော့ငါမင်းကိုအမြင်သစ်နဲ့ကြည့်ပေးပါမယ်ဟုတ်ပါတယ်လင်းဟာနေမှာအိမ်မရှိကားမရှိလဲရပါတယ်နင်းလုံးတစ်ခုရှာပြီးမှငါတို့တူစူးစမ်းကြတာပေါ့နောက်တစ်ချိန်အကုန်လုံးရှိလာမှာပါစိတ်အေးအေးထားပါခေါ်စင်ဒီနှစ်တွေထဲမှာငါစုဆောင်းထားတဲ့ငွေတွေနည်းနည်းနော်နော်မဟုတ်ပါဘူးအိမ်တလုံးတော့တက်တောင့်တက်တာဝယ်လို့ရပါတယ်ငါကြည့်ရတာမင်းတက်ထဲမှာကြာသွားလို့အခုခေတ်အိမ်စင်းနှုန်းတွေကိုမသိတော့တာထင်တယ်မင်းလိုစစ်သားတယောက်ကငွေဘလောက်တောင်စုနိုင်မှာမို့လို့လဲသူစစ်သားလောက်တာ၈နှစ်တောင်ရှိပြီဘာမှမသိဘာမှမနားလဲတော့တာပါဒါနဲ့ငါတို့ပန်းကစားကြရအောင်ဘလို့လဲဘာပန်းလဲမင်းတကယ်ပဲအိမ်ရှာပေးနိုင်ခဲ့ရင်ဒီနေ့ကစားပြီးမင်းနဲ့ခေါ်စင်ရေးကိုငါဘာမှဝင်မရှုပ်တော့ဘူးဒါပေမဲ့မင်းရှာမပေးနိုင်ရင်တော့နောက်ကိုဒီသားမီးနှစ်ယောက်နာအရေးတောင်လာမတန်းနဲ့ဟေးသမီးဘာမှမပြောနဲ့ဘလို့လဲငါနဲ့လောင်းကြီးထက်ရဲလားပြဿနာမရှိပါဘူးဒါဆိုသဘောတူပြီးနော်မြို့လေကောင်မှရှိပြီးစတူရမ်းမီတာ120ထက်မငယ်တဲ့အိမ်ဖြစ်ရမယ်အိမ်စုပ်အိမ်သေးလေးတွေနဲ့လာမလိမ့်နဲ့နော်တေချာတာပေါ့ငါခေါ်စင်နဲ့ရွဲ့တို့ကိုအကောင်းဆုံးဘဝကိုပေးမယ်လို့ပြောခဲ့ဘူးပါတယ်ခေါ်စင်ရပါတယ်မနေ့ပြန်ငါမင်းတို့ကိုအိမ်သွားဝယ်ပေးမယ်ဒီချောင်းရှင်းလို့ရက်ကလုံးမသွားဘူးလားအခုလုံကျန်းမျိုးရဲ့အိမ်စင်းနှုန်းရမြို့လေကောင်မှစတူရမ်းမီတာ100ကျော်အိမ်ဆိုရင်ရွမ်3 4တမတ်ကကုံမာလေးသူဘလို့လုပ်ပေးနိုင်မှာလဲငါကသူ့ကိုနောက်ဆုတ်သွားအောင်ဖိအားပေးတာပါပဲငါတို့သမီးကဒီလောက်ပြည့်စုံတာကိုသူ့လက်ထဲအလွယ်တကူထည့်ပေးရတော့မှလားမနှက်ဖြန်သူ့ကိုအပြက်မောင်းထုတ်လိုက်တာအကောင်းဆုံးပဲဒီနေရာကဘယ်နေရာလဲကြည့်ရတာဈေးနေမဲ့ပုံမရှိဘူးနော်စီသူပြောတာတော့ဒီနေရာကလုံကျန်းမြို့မှာအကောင်းဆုံးအိမ်ရတဲ့ဝင်ကြည့်ကြရအောင်ချမ်းရွဲ့ဘူးအယောင်ပြခန်းမှကြိုဆိုပါတယ်ဘာပြောတယ်ဒီနေရာကချမ်းရွဲ့ဘူးဟုတ်လားဟုတ်ပါတယ်ရှင်အိမ်ပြန်မယ်ဟေးဘယ်သွားမလို့လဲအိမ်ပြန်မယ်လို့ပြောနေတယ်လေအိမ်မဝယ်တော့ဘူးလားဘာအိမ်ဝယ်ရဦးမှာလဲချမ်းရွက်ဘူးရဲ့အိမ်တလုံးဈေးဘယ်လောက်ရှိလဲသိရလားငါတို့အားလုံးကိုရောင်းလိုက်ရင်တော့အဲ့ဒီကအိမ်သားတခန်းစာတောင်ဝယ်လို့ရမှာမဟုတ်ဘူးနားလေလားမြ мян အိမ်ပြန်ကြရအောင်မင်းလည်းမြ мян ထွက်သွားတော့ငါတို့နဲ့ဝေးဝေးမှနေဦးလေဝင်ကြည့်ပါဦးခေါ်စင်ကြိုက်တာရှိချင်ရှိမှာပါကြိုက်တယ်ဟုတ်လားကြိုက်တော့ထမင်းစားလို့ရလို့လားမင်းငါတို့ကိုအဆက်ခွဲချင်နေတာမဟုတ်လားဒီလိုနေရာမျိုးကိုငါတို့ဝင်ကြည့်ပိုင်ခွင့်တောင်မရှိဘူးဒီမှာအိမ်ကြည့်ဖို့ဘာပိုင်ခွင့်တွေလိုလို့လဲဟုတ်ပါတယ်ရှင်ချမ်းရွက်ဘူးအိမ်ယာခရုံကန်ကသူထေးကြီးတွေအတွက်တီးတန့်ပြုလုပ်ထားတာပါဒါကြောင့်အိမ်ရီအတွက်ကန့်သက်ချက်ရှိပါတယ်ဒါရှက်အတိုင်းဝိုင်းကထိတ်တန်းဖွဲ့ဝင်တွေမှဝင်ကြည့်ပိုင်ခွင့်ရှိတာပါဒါရှက်ထိတ်တန်းအတိုင်းဝိုင်းဟုတ်လားဒါရှက်အတိုင်းဝိုင်းကိုတော့မင်းမသိဘူးလားတိုင်းပြည်အတွက်အကြီးမားဆုံးအကျိုးပြုထားတဲ့သူတွေမှဝင်ခွင့်ရတာကျန်တဲ့သူတွေကတော့
အနည်းဆုံးပိုင်ဆိုင်မှုယွမ်ဘီလီယံ30ရှိမှလျှောက်ထားလို့ရတာဘာတွေလဲဘာလို့ဒီလောက်တင်းကျပ်နေရတာလဲလင်းဟာငါတို့ပြန်ကြရအောင်ဒီနေရာကငါတို့လာရမယ့်နေရာမဟုတ်ဘူးရပါတယ်ငါတို့ဝင်လို့ရပါတယ်ဝင်လို့ရတယ်ဟုတ်လားဘယ်လိုဝင်မှာလဲအတင်းအတမဝင်မှာလားဒီအတိုင်းတန်းဝင်သွားရုံပါပဲမင်းနားမလဲဘူးလားမင်းမှာပြောင်မြောက်တဲ့အောင်မြင်မှုရှိရမယ်သို့မဟုတ်ရင်ယွမ်ဘီလီယံ30ရှိရမယ်မင်းမှာဘာရှိလို့လဲငါမှာအကုန်ရှိပါတယ်ဟာဟာမင်းကတော့ကြွားတာအတော်ဆုံးပဲခေါ်စင်ကဒီလိုလူမျိုးကိုဘလို့များကြိုက်သွားရတာလဲလင်းဟာငါတို့အခြားနေရာသွားကြည့်ကြရအောင်နော်ခေါ်စင်ငါကိုယုံပါငါမင်းကိုမလိမ်ပါဘူးစီစစ်မှုဘလို့လုပ်ရမလဲလက်ဝါးကိုစကန်ဖက်ပေးပါရှင်မင်းအဆက်ကွဲချင်နေမှတော့ကဲစကန်ဖက်လိုက်စမ်းပါဘာပဲဖြစ်ဖြစ်အခုမင်းကငါတို့အိမ်နဲ့ဘာမှမဆိုင်တော့ဘူးအဆက်ကွဲရင်လည်းငါတို့စီရောက်လာမှာမဟုတ်ဘူးခေါ်စင်သမီးတွေ့ပြီမဟုတ်လားသူကဘလို့လူမျိုးလဲဆိုတာစကားကြီးစကားကျယ်ပဲပြောတတ်တဲ့လူကိုအားကိုးလို့ရပါမလားသမီးဖေဖေကိုယုံတယ်ဖေဖေကငါတို့ကိုဘယ်တော့မှမလိမ်ဘူးလူကြီးမင်းရှင့်အဖွဲ့ဝင်တားလုံးအဆင့်တန်းစီစစ်ပြီးပါပြီဝင်ရောက်ကြည့်ရှုနိုင်ပါပြီဟာဘာပြောတယ်လူကြီးမင်းနဲ့မိသားစုဝင်များအထဲကိုကြည့်ရှုဖို့ကြွားရောက်ပါရှင်ခေါ်စင်ငါတို့သွားကြရအောင်မင်းငါတို့အင်ကြီးကြီးရဲ့ဝင်ကြည့်ကြရအောင်နော်တတိပေးချက်ဤဝေယူသူ၏အချက်လက်များသည်အစစ်မြင့်ဆုံးရှိုးဝက်ချက်ဖြစ်သည်ကြည့်ရှုခွင့်လုံးဝမရှိပါဒါကဘလို့ဖြစ်တာလဲလင်းဟာမင်းဒီအဖွဲ့ဝင်ပိုင်ခွင့်ကိုဘလို့ရလာတာလဲ